ဒီရောက်တီခလင်းကလေးဟာသူ့လန်တဲကအချီးကောင်တွေနဲ့ပြဿနာရှာဘူးသွားပါတော့တယ်။အဲ့ဒီမှာသူတို့နှစ်ဖွဲ့ချအလောင်းအစားတစ်ခုနဲ့ကပတ်တီပွဲရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရှုံးတဲ့သူကနိုင်တဲ့အဖွဲရဲ့နောက်တစ်ပတ်လုံးကျွမ်းအဖြစ်အစေခံရမှာဖြစ်ပါတယ်။ဒီအကြောင်းကိုကြားတာနဲ့ခလေးကသူ့ရဲ့ဆရာကိုအဖွဲတွေကိုခေါ်သွင်းလိုက်ပါတယ်။ဂိမ်းစော့တင်ပါပြီပထမအချီဝါဆရာကကပတ်တီလို့အော်ဟစ်ရင်အဲ့ဒီကောင်လေးတွေရဲ့ဘက်ကိုသွားပါတယ်အဲ့ဒီအချိန်မှာစိုးသွမ်းတဲ့ကောင်လေးတွေကိုထိုးနှိုက်ရိုက်ပို့ပြီးအပြင်းထန်တင်ခန်းစာပြီးပါတော့တယ်နောက်တစ်ချီဝါအဲ့ဒီကောင်လေးတွေကသူတို့ရဲ့တူငယ်ချင်းတယောက်ကဝင်လာပြီးအခွေအေးကိုယူကသူ့ပါပဲခလေးငယ်လေးတွေကိုစပြီးထိုးနှက်ပါတော့တယ်ဒါကိုမြင်တော့ဆရာကအဲ့ဒီကောင်လေးရဲ့လက်ကိုလိမ်ပြီးနဲနိမိမြင်အပြင်ဘက်ကိုဆွဲထုတ်လိုက်ပါတယ်ခဏလေးအထွေးမှာပဲဆရာကအဲ့ဒီကပတ်တီကွဲကိုသူ့ရောက်သေးအနိုင်ယူလိုက်ကြဖြစ်ပါတယ်ဒါတွေအားလုံးကိုမြင်တော့ခလေးငယ်တွေအားလုံးအယမ်းပျော်သွားကြပြီးဆရာကိုကျေးဇူးတင်စကားပြောကြပါတယ်ခဏကြာမှခလေးတွေအားလုံးကဆရာရဲ့အကြံပေးချက်အတိုင်းအဲ့ဒီကောင်လေးတွေကိုနောက်တစ်ခါထပ်ပြီးမနှုံရှက်နိုင်အောင်ကင်မရာရှိမှတိုင်ကြားမှုတွေစတင်ပြုလုပ်ကြပါတော့တယ်ဒီလိုလုပ်နေတော့မှပဲဆရာကအဲ့ဒီနာကလူဆိုးဂိုင်းဝင်ကန်စတာတယောက်ရဲ့နာမည်ကိုရုတ်တရက်ထုတ်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်တော့ခလေးတွေအားလုံးကြောက်လန့်သွားကြပါတယ်သူတို့ကဆရာကိုပြန်ပြောပြတာကတော့သူတို့ကိုလည်းအဲ့ဒီလူဆိုးကပဲဒီနေရာမှာဖမ်းချုပ်ထားတာပါတယ်အဲ့ဒီကမှဆရာကခလေးတွေကိုဖြည့်ရှင်းနည်းတစ်ခုပြောရင်မင်းတို့ငါ့ကိုကူညီမယ်ဆိုရင်မင်းတို့အားလုံးကိုငါကယ်တင်ပေးနိုင်မှာပါလို့ပြောခဲ့ပါတယ်ဆရာဟာဒီခလေးတွေအားလုံးကိုကယ်တင်နိုင်မှာမလား